缅甸总统敏昂莱接受高端访谈专访，就任缅甸总统后首次对中国进行国事访问，他期待两国关系进一步发展。အဓိကတော့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဒီဘက်ပေါင်းစုံနဲ့တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့10余次到访中国，他见证中国式现代化发展之路。တရုတ်နိုင်ငံတော့ခေတ်သစ်တရုတ်နိုင်ငံကတော့တိုးတက်မှုရှိတာတော့အမှန်ပဲငင်းလို့မရဘူး。他称赞共建“一带一路”倡议给缅甸带来了发展机遇。ဒါတွေကလည်းမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအဲ့ဒီတစ်ဆင့်ပေါ့နော်ကမ္ဘာနဲ့ချိတ်ဆက်တဲ့အနောက်ဘက်ခြမ်းကိုချိတ်ဆက်ဖို့တွန်းနေတဲ့လမ်းကြောင်းတွေကိုကျွန်တော်ရမှာဖြစ်ပါတယ်。高端访谈，敬请收看。关注国际焦点，洞察世界风云。大家好，欢迎来到本期的高端访谈，我是邹韵。今天我们要专访的嘉宾是缅甸总统敏昂莱。今年4月就任总统后首次访华，他如何评价两国间历久弥新的胞波情谊？参访中国多地，他如何看待中国式现代化之路？他认为中缅多领域务实合作如何造福两国人民？今天我们一起在对话中寻找答案。敏昂莱总统您好，感谢您接受我们的采访。我们知道这一次访华是您在今年4月就任缅甸总统以来首次对中国进行国事访问。我们也注意到这一次您随行的代表团规格很高，所以您希望通过此次访华取得什么样的成果？မှန်ပါတယ်ကျွန်တော်ဒီပြီးခဲ့တဲ့လ April 10နေ့ကကျွန်တော်အစိုးရနိုင်ငံခေါင်းဆောင်တွေတာဝန်ယူပြီးတဲ့နောက်ပိုင်းမှာအစိုးရသစ်တင်တဲ့တရုတ်နိုင်ငံရဲ့နဲ့ဆက်ဆံရေးကိုပုံမှုပြီးကောင်းမွန်စေဖို့ရည်ရွယ်ချက်နဲ့တမန်ရှိချင်းပြဖိတ်ကြားခြင်းနဲ့ကျွန်တော်လာခဲ့တာဖြစ်ပါတယ်အဓိကကတော့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဒီဘက်ပေါင်းစုံနဲ့တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံနဲ့ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်ဖို့ကိစ္စပေါ့နောက်တော့ကမြန်မာနိုင်ငံမှာတရုတ်နိုင်ငံနဲ့လာရောက်ရင်းနှီးမြှုပ်နှံမှုဒါကိစ္စတွေနောက်တော့တစ်ဖက်ကုန်သွယ်မှုပြည့်တင်ကိစ္စတွေနောက်နေဆက်ဒေသလုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးတွေနဲ့နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေဒီလိုတဲ့ရည်ရွယ်ပြီးတော့လာခဲ့ခြင်းဖြစ်ပါတယ်缅甸位于中南半岛西部，东北与中国毗邻，西北与印度孟加拉国相接，东南与老挝、泰国交界，西南濒临孟加拉湾和安达曼海。中缅两国是山水相连的友好邻邦，两国友谊源远流长。自古以来，两国人民就以胞波，也就是兄弟相称。1950年6月，中缅正式建交。中缅共同倡导并践行和平共处5项原则，树立了国与国平等相待、互利共赢的典范。6月16号上午，习近平主席与您在北京人民大会堂举行了会谈。在会谈当中，习主席强调，中国是缅甸共享边界最长的邻居，是可以信赖的朋友和伙伴。总统先生，我们也很想知道您如何评价中缅两国关系的发展，对于推进中缅命运共同体取得更多的务实成果，您有怎样的展望？မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံရှည်လာတဲ့တမန်ကြောင့်ဆက်ဆံရေးတွေရှိတယ်။အိန္ဒိယချင်းကောင်းနိုင်ငံတွေဖြစ်တဲ့ကီလိုမီတာ2000ကျော်လောက်ကျွန်တော်တို့ရှည်လာပါတယ်။ခင်ဗျားပြောသလိုပဲဆွေမျိုးပေါက်ဖို့ကျွန်တော်တို့နိုင်ငံတွေတော့အေးတူပူများအတိုင်ဝိုင်းအကျိုးတူခံစားကြမယ်ဆိုတဲ့ရည်ရွယ်စားသဘောတူညီချက်တွေကျွန်တော်တို့ရှိတယ်။ဒါကြောင့်မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံရဲ့ဆက်ဆံရေးကတော့ဒါနိုင်ငံဆက်ဆံရေးမှာနေစားထီးတွေ့တဲ့နိုင်ငံတော်မကဘူး။နောက်တော့ကနိုင်ငံရဲ့ငွေလာအခမ်းရှိတဲ့ချစ်ကြည်ရင်းနှီးမှုတွေကြောင့်လည်းဒါပုံမှုကောင်းမွန်ဆောင်ဖို့လိုတယ်လို့ကျွန်တော်တို့ဒီလိုမြင်ပါတယ်။在会谈当中呢，习主席还提到了两国胞波情谊深厚。我们知道胞波在缅甸语当中的意思呢是兄弟。您如何理解胞波情谊的本质？同时，在新时代，您认为传承和发扬胞波情谊有怎样的意义？所以说，批人的ဆက်ဆံတယ်ကျွန်တော်တို့ရှိလာတဲ့တမန်ကြောင့်ဆက်ဆံရေးရှိခုနပြောတဲ့ပေါက်ဖို့ဆိုတဲ့ဟာမှာလဲဆွေမျိုးပေါက်ဖို့ဒါဆွေမျိုးဆိုတာတွေ့တဲ့တော်ဆမှုကိုကျွန်တော်တို့ပြောတာတွေ့တဲ့တော်ဆမှုဆွေမျိုးဆိုတွေ့တဲ့တော်ဆမှုဖြစ်တယ်ဆိုတာတမန်တော်ကရင်းနှီးတဲ့ယုံကြည်စိတ်ချရတဲ့ရင်းနှီးတဲ့သဘောထားမျိုးဟော
ဆွေမျိုးနဲ့ပေါ့ပေါ့ဒီလိုအသုံးနှုန်းရှိပြီးတော့မှတရုတ်နဲ့မြန်မာနဲ့ရတယ်ကျွန်တော်ဆွေမျိုးသားချင်းတော်ဆက်တယ်ဆိုတဲ့အမြင်မျိုးကိုကျွန်တော်တို့ကသုံးနှုန်းခဲ့တာဖြစ်ပါတယ်တရုတ်မှာပူပေါင်းဆောင်ရေးနယ်ပယ်ကတော့တော်တော်နဲ့ဆိုင်ပါတယ်ကျဲတဲ့ကျဲဝန်းပါတယ်ဒါကိုကျွန်တော်တို့ကခိုင်မှာဖြစ်အောင်ဆက်လုပ်တော့ဖို့ပဲလိုပါတယ်ကျွန်တော်တို့ဒီလက်ရှိကာလမှာပြည်လည်ဖို့မဟုတ်ဘူးနှစ်ပေါင်းများစွာဒီခိုင်မှာအောင်ဆောင်ရွက်တော့ဖို့လိုပါတယ်တရားတရားယူကြည်မှုချစ်ခင်ခုနပြောလို့ပေါ့ကိုယ်ရပြဖြစ်နေလို့မရအောင်အားလို့စီလိုညီညွတ်နဲ့ဒေတာတွင်းမှာအားလို့စီလိုညီညွတ်ရရှိတာတော့အကောင်းဆုံးဖြစ်ပါတယ်အိမ်နာချင်းကောင်းတဲ့ငါနေနဲ့ကျွန်တော်တို့လည်းဒါကိုဆက်လက်ရပ်တည်ပြီးတော့ဆောင်ရွက်တော့မယ်ဆိုတာလေးလည်းကျွန်တော်ပြောချင်ပါတယ်您在多个场合，包括双边、包括多边的场合上，与习主席有过会谈。在您的眼中，习主席是一位什么样的领导人？တမန်ရှိကြီးဖြစ်တော်တော်အဲ့ဒီကိုတကယ်ကောင်းလို့တဲ့ခေါင်းဆောင်တောက်ပြင်ကဘာဦးလဲသူကျွန်တော်အများနဲ့ပြောပါတယ်တင်းငင်းအေးချမ်းရေးတဲ့နပြီးလုံခြုံရေးပေါ့တဖွံ့ဖြိုးတိုးတက်ရေးဆိုတော့သူဒီဟာလေးသူကျွန်တော်နဲ့တွေ့ဆုံတဲ့အချိန်တိုင်းမှာနှီးပါတော့သူအများနဲ့ထည့်ပြောတာတွေ့တတိပြုမိတော့တော့ကျွန်တော်ကအချိန်ပေါင်းများစွာကျွန်တော်ဒီတရုတ်နိုင်ငံရောက်ခဲ့တော့အဲ့မှာတရုတ်နိုင်ငံပြောင်းလဲမှုတွေအများကြီးကျွန်တော်တတိပြုမိတယ်နောက်ဒေသတိုင်းပေါ့ဒေသတိုင်းမှာလည်းပြောင်းလဲမှုတွေရှိတယ်တရုတ်နိုင်ငံကအချိန်ဝန်းဖြစ်နေအမှန်ကြီးမားပါတယ်နောက်တစ်ခါလူကြီးအဖြစ်လဲ1400တန်း1400ကျော်လောက်ရှိတယ်ကဘာရဲ့9ဘုံတစ်ဘုံလောက်ရှိတယ်လို့နော်ကြည့်တော့ဒီဟာကြီးကိုဒီအားလုံးတာတူကြီးမြအလုံးတိုးတက်အောင်ဆောင်ရနေတယ်ဆိုတာဒါတုံတောင်ခေါင်းဆောင်မှုနဲ့တော့မရနိုင်ဘူးဒါတော့တော်တော်ခက်ပါတယ်ဒါတရုတ်နိုင်ငံခေါင်းဆောင်ရဲ့ဒါထက်မြက်မှုလည်းကျွန်တော်တွေ့ပါတယ်ဒီတွေ့တဲ့ကျွန်တော်အမှန်တော့လည်းသဘောကျပါတယ်သူ梅阳来总统，这一次访华是您第13次来中国，而且之前您曾经去过四川、去过黑龙江、天津，这次呢还会前往上海和杭州进行参访。所以，通过近距离的观察中国的发展实践，您如何理解中国式现代化的内涵和路径？တရုတ်နိုင်ငံတော့ခက်တဲ့တရုတ်နိုင်ငံကတော့တိုးတက်မှုရှိတာတော့အမှန်ပဲညင်းလို့မရဘူး။တော့တိုးတက်မှုလည်းအင်မတန်မြန်တယ် speaker တအားမြန်တယ်။ကျွန်တော်တို့ကနည်းပညာတစ်ခုစံသိပြီးတော့ထွက်လာတယ်လို့တရင်ထဲမှာတွေ့လာလို့ဒါကိုလေးလာဖို့ကြည့်လိုက်နောက်တစ်ခုထပ်ပြီးတော့ပြောင်းသွားတော့ဒီလိုတွေနောက်တရုတ်လူငယ်တွေစူးစမ်းအထောက်မှုတွေကျွန်တော်တွေ့တယ်ကျွန်တော်ကြည့်လိုက်လို့ရှိရင်တရုတ်လူငယ်တွေကအာရုံမန်တန်နဲ့အကုန်လှုပ်ရှားနေကြလောက်ကင်နေကြကျွန်တော်တွေ့တာတရုတ်နိုင်ငံတိုးတက်မှုရဲ့အခြေခံဒီလူချင်းကချင်းတဲ့စိတ်နဲ့စူးစမ်းခြင်းတဲ့စိတ်တွေဒီလိုလုပ်ကြဒါကြောင့်နေရာထဲမှာတိုးတက်မှုတွေတွေ့တယ်ကျွန်တော်ရောက်တဲ့နေရာခင်ဗျားကပြောတဲ့နေရာတွေမှာကကျွန်တော်တော်များများရောက်ပါတယ်ပြည်နယ်တော်များများကြောက်ဖူးပါတယ်အားလုံးနှီးပေါင်းတော့ကတော့တိုးတက်မှုရှိတယ်ဆိုလို့ပဲနောက်တစ်ခုကလည်းတိုးတက်မှုကလည်းမျှတတာအရန်ကွာဟပြီးတော့ရှိတာတော့မဟုတ်ဘယ်မျိုးတဲ့ပီကင်းမှာရှိတဲ့အခြေအနေနဲ့ရှန်ဟန်မှာရှိတဲ့အခြေအနေနဲ့ကိုယ်စားကျွန်တော်တို့ခြုံချင်းမှာရှိတဲ့အခြေအနေနဲ့ကွမ်ကျိုးမှာရှိတဲ့အခြေအနေအကုန်လုံးကတိတ်မကွာခြားတော့တိုးနဲ့သူတို့တိုးတက်နေကြတယ်ဒါကြောင့်ပြောတယ်ဒါကြောင့်မျှတမှုရှိတယ်ဆိုတာလေးတွေကျွန်တော်တွေ့ပါဒါတရုတ်နိုင်ငံကစ်တဲ့တရုတ်နိုင်ငံရဲ့တိုးတက်မှုကတော့ကျွန်တော်အတူယူတော့ဒါကောင်းတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ကျွန်တော်မြင်ပါတယ်在您看来，中国哪些发展经验对于缅甸来说最有启发、最有借鉴意义呢？နေပြည်တော်အများကြီးရှိတယ်ဗျခုနကကျွန်တော်ရှင်းပြခဲ့တဲ့ထက်မှာတော်တော်များများပါတယ်ဒီနေပြည်တွေကကျွန်တော်ပူပေါင်းဆောင်လို့ရတဲ့နေပြည်တွေပဲခုနခင်ဗျားနောက်ဆုံးရည်ညွှန်းပြောဆိုခဲ့တဲ့အခါမှာ engineer နဲ့ပတ်သက်တဲ့လုပ်ငန်းတွေရှိပါတယ်။နောက် electronic နဲ့ပတ်သက်တဲ့နယ်ပယ်တွေရှိတယ်။နည်းပညာနဲ့ပတ်သက်တဲ့နယ်ပယ်တွေရှိတယ်။နောက်အာကာသနဲ့ပတ်သက်တဲ့နယ်ပယ်တွေရှိတယ်။နောက်တော့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အခြေခံပေါ့စိုက်ပျိုးရေးပုံမှာအခြေခံတဲ့ control လုပ်မှုတွေအခြေခံတဲ့စက်မှုလုပ်ငန်း agro based industry တွေဒါနဲ့ပတ်သက်ပြီးလုပ်လို့ရရတယ်ရှိတယ်။အများကြီးပဲအများကြီးရှိတယ်။ကျွန်တော်တို့ကတော့ကဏ္ဍပေါင်းစုံကျွန်တော်လာတဲ့ရည်ရွယ်ချက်လည်းကဏ္ဍပေါင်းစုံပူးပေါင်းဆောင်နေဖို့အတွက်အခွင့်အလမ်းတွေပေါ်ထုတ်ဖို့လည်းဖြစ်ပါတယ်ခုနကကျွန်တော်ရှင်းပြထဲမှာလည်းပါပါတယ်စီဝိုင်းပူးပေါင်းဆောင်မှုရင်းနှီးမြှုပ်နှံမှုစီဝိုင်းဆောင်ရွက်မှုဒါတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေ့မြင်နိုင်ဖို့ပေါ့နောက်တော့စီဝိုင်းတစ်ဖက်ကုန်သွယ်မှုတွေမြင့်တင်နိုင်ဖို့ဒါတွေကျွန်တော်တို့တုတ်တာဒါဒီနဲ့ခုနရင်းနှီးမြှုပ်နှံမှုဆိုတဲ့ထဲမှာလည်းခုနနယ်ပယ်တွေအကုန်လုံးပါပါတယ်总统先生严打网赌电诈毒品走私等犯罪活动是两国关切的重要的议题之一。缅方计划采取哪些进一步的措施来切实维护两国人民的利益和安全？我嘞 online 理论破的个方嘛，起码的生活模式苦呗。两个项目话，咱那把的路，都说啊，
ဒီဟာဘယ်လိုပဲဖြစ်တင်းဖို့ဒီတားကောင်ကိုလှုပ်တဲ့လူကိုနှစ်ခုလုံးကလှုပ်ပတ်သက်နေကြတာဖြစ်တယ်ရမလားဆိုပြီးလှုပ်ကြတာဒါကိုနှစ်ဖက်ဒါကိုကျွန်တော်တို့ကဒါအသိပညာပေးတွေလှုပ်ဖို့လိုတယ်သူဒီစိတ်မှာမပါဘူးအောင်လှုပ်ဖို့လိုတယ်နောက်ပြီးဥပဒေရတားဆီးမှုတွေပေါ့ဥပဒေရတားဆီးမှုတွေဥမာအမြဲနေစားဖြတ်ကျော်ဒါဖြစ်လို့ဆိုနေစားဖြတ်ကျော်နဲ့ပတ်သက်ပြီးကျွန်တော်တို့ဥပဒေနဲ့ညီနှစ်နိုင်ငံကနေပြီးတော့ပူရဆောင်ဖို့ပေါ့တခြားနိုင်ငံတွေပါတခြားနိုင်ငံတွေသူတို့ဥပဒေတွေမှာသူတို့လည်းဥပဒေပြဋ္ဌာန်းပြီးတော့သူတို့နိုင်ငံတွေမှာလည်းသူတို့ရဲ့တိုင်းပြည်သူတွေကိုသူသိအောင်ပြောဖို့လည်းလိုတယ်လူဆိုတော့လူချင်းတဲ့စိတ်အကုန်လုံးရှိကြတယ်ဗျရှိကြတဲ့ခါကျတော့ဒါလည်းတော်တော်လေးခက်ပါတယ်လူတွေရဲ့စိတ်ပေါ်မှာလည်းအများကြီးတည်ပါတယ်အဲ့စိတ်ကိုထိန်းနိုင်မှုလိုတယ်နောက်တော့ကတော့ဥပဒေကဒီတားဆီးဖို့လေထိထိရောက်တားဆီးဖို့လေထိရောက်တဲ့ပြစ်ဒဏ်နဲ့ပြီးဖို့လိုတယ်နိုင်ငံတွေကလည်းအားလုံးပါဝင်ပူးပေါင်းဆောင်ရွက်မှုလည်းလိုတယ်ဒီလိုမှသာဒီ online လေလည်မှုဆိုတာပျောက်သွားမှာကမ္ဘာမှာဒီပြဿနာကြီးမားစွာရင်ဆိုင်နေတဲ့ပြဿနာတွေကဒီတစ်ခုရှိတော့ကျွန်တော်တွေ့ပါဒါကြောင့်ကျွန်တော်တို့ဒါကိုပူးပေါင်းဆောင်ရွက်မှုနဲ့သာဖြည့်ရှင်းလို့ရမယ်ဆိုတော့ကျွန်တော်ဒါပြောချင်တယ်缅甸是共建“一带一路”的重要参与国家，中缅两国在经贸投资、基础设施、电力能源、民生发展等领域的合作不断取得新成果。在此次访问中，敏昂莱在北京深入了解中国在铁路建设方面的经验，探讨两国铁路合作。随后，他乘坐复兴号高铁抵达上海，体验中国速度。在杭州，他参访高新科技企业，从传统基础设施领域的务实合作到中国前沿科技与高端制造。敏昂莱此次访问传递出缅方愿与中方持续深化务实合作的积极信号。我们也注意到，这一次您的访华行程当中呢，还包括了参访中国的企业，比如说在北京，您就去了中国航天科技集团；与此同时，还会参访电动车以及机器人的制造公司。您希望在哪一些新的领域与中国展开务实合作呢？ဒီမှာပူပေါင်းဆောင်မှုမြင့်တင်ရေးမှာတဲ့ကဏ္ဍပေါင်းစုံရှိတယ်။ခင်ဗျားပြောတဲ့ခုနစက်မှုလုပ်ငန်းတွေရှိမယ်၊နည်းပညာနဲ့ပတ်သက်တာရှိမယ်၊ရည်ကြီးမှုနဲ့ပတ်သက်တာရှိမယ်၊ကျန်းမာရေးနဲ့ပတ်သက်တာရှိမယ်။ဒါတွေအားကစားနဲ့ပတ်သက်တာရှိမယ်စသဖြင့်ဒီပပေါင်းစုံရှိပါတယ်။တရုတ်နိုင်ငံရဲ့ပပေါင်းစုံကဒီတိုးတက်နေတဲ့နိုင်ငံဒါဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံအတွက်ကတော့ကဏ္ဍပေါင်းစုံကနေပူပေါင်းဆောင်ရမယ်အလားအလာတွေအကုန်လုံးကျွန်တော်ရှိပါအခုကျွန်တော်လာတဲ့ case မှာလည်းတော်များများပေါ့လေကျွန်တော်မြန်မာသွားကြည့်ဘူးလူလာတူတူပဲနောက်ရှာဟဲမှာကျွန်တော်တို့ကုန်ကြီးပြပွဲတစ်ခုလုပ်ဖို့ရှိတယ်မြန်မာနဲ့တရုတ်စီဝဲပူပေါင်းဆောင်မှုရဲ့ဖော်ဆောင်မှုတစ်ခုတင်နေကျွန်တော်ကုန်ကြီးပြပွဲတစ်ခုလုပ်မှာဒီမှာမြန်မာနိုင်ငံထုတ်ကုန်တွေကျွန်တော်ပြတော့တရုတ်နိုင်ငံလည်းကုမ္ပဏီတွေလည်းသူတို့ပြနေတဲ့ဥစားတွေသူတို့ပြကြပါလိမ့်မယ်ကျွန်တော်ကိုလည်းဒီကလည်းတက်မှာပါတော့တက်ပြီးတော့ကျွန်တော်တို့ကြည့်ပြီးတော့မှအဲ့ဒီဘက်ကြည့်ပြီးတော့မှဘယ်နယ်ပြည်တွေမှာဆက်ပြီးတော့တို့ထပ်ပြီးလုပ်ရင်ရမလို့ဆိုတာကျွန်တော်တို့စဉ်းစားမှာဖြစ်ပါတယ်ဒါကြောင့်ကဏ္ဍပေါင်းစုံတော့လုပ်လို့ရတဲ့အခြေအနေရှိတယ်ဆိုတာလေးလည်းကျွန်တော်မြင်ပါတယ်ကျွန်တော်တခုလူနာပြောချင်တယ်အဲ့ဒါဘာလဲဆို AI နဲ့ပတ်သက်တရုတ်က AI နဲ့ပတ်သက်လဲသူကထိတ်တန်းပါရှိတယ်။နော်အာကာသနဲ့ပတ်သက်ရင်လည်းတကယ်ဟိုထိတ်တန်းပေါ့ကျွန်တော်တို့လည်းအာကာသနဲ့ပတ်သက်ပြီးပေါ်အောင်ဆောင်မှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးဆောင်နေတာရှိတယ်။ဆိုတော့အာကာသနေမျိုးရှိတယ် AI နေမျိုးရှိတယ်။ဒါစီကျွန်တော်တို့နီးပညာနဲ့ပတ်သက်တဲ့ IT နဲ့ပတ်သက်တဲ့ပြဿနာတွေနေပေလေးရှိတယ်။ဒါတွေလည်းတရုတ်နိုင်ငံနဲ့ပူအောင်ဆောင်မှုတွေခွင့်လန်းနေကျွန်တော်တို့ရှိတယ်ဆိုတာကျွန်တော်တွေ့ပါတယ်။ဒါလေးကျွန်တော်ပြည့်ပြောချင်တော့总统先生，我们还了解到啊，去年在您参访四川的时候呢，您还专门向当地的工程师了解适用于缅甸高温高湿环境下的建筑的材料，同时呢，还有一些技术以及防灾减灾和灾后重建的经验。您为什么会特别关注这些领域呢？ဒါလည်းခုနကဆက်စား engineering ကိစ္စတွေ engineering ကိစ္စတွေတရုတ်နိုင်ငံရဲ့ engineer အတတ်ပညာလည်းဒါမြင်မာပါတယ်သူပြစီချွမ်ပြည်နယ်ကတော့ငလျင်တန်းခံရတဲ့ပြည်နယ်တစ်ခုဖြစ်ပြီးတော့ကျွန်တော်တို့ဒီကျွန်တော်စီချွမ်ရောက်တဲ့အချိန်မှာငလျင်တန်းကြောင့်ပြုပြင်ထိန်းသိမ်းတဲ့ဟာတွေဟာဟိုတော်တော်ဟိုကောင်းမွန်တာတွေ့တယ်ကျွန်တော်တို့လည်းဒီနှစ်ကပြင်းထန်တဲ့ငလျင်တန်းခံခဲ့ရတာရှိတယ်
တော်လေးပြင်းထန်ပါတယ်တော်လေးပျက်စီးတဲ့များပါတယ်အခုဒီကျွန်တော်ဒီပြန်လည်တည်ဆောက်လုပ်ငန်းတွေလုပ်လို့မပြီးသေးပါဘူးတချို့လည်းအရေးကြီးတဲ့တရားကြီးတွေပြတ်သွားတာလို့အဆောက်အဦတွေပြတ်ကြတာဒါတွေကျွန်တော်ရှိတော့ဒါကြောင့်ဒီအရေးနဲ့ပတ်သက်ပြီးတော့ငလင်းတန်းခံနိုင်တဲ့ဟလာဒီဆောက်လုပ်ငန်းနဲ့အဆောက်အဦတည်ဆောက်လုပ်ငန်းတွေကခုနကပြောတဲ့စစ်ချမ်းပြည်နယ်မှာတွဲဆုံပြီးတော့မှမေးမြန်းတာပေါ့ကျွန်တော်ရဲ့ဒါတွေကကျွန်တော်တိုင်းပြည်ပြန်နေထူထောင်လုပ်ငန်းတွေမှာဒါမဖြစ်မနေလုံးမကိစ္စဖြစ်တော့သူတို့တော်တော်ကောင်းမင်းနဲ့ဤပညာမြန်မာတာတွေ့ပါဒီအားလို့လည်းပူပေါင်းဆောင်ရွက်မှုခွင့်အရေးရှိတယ်ဆိုတာကျွန်တော်တော့တွေ့ပါတယ်明来总统6月8号，中缅建交纪念日当天呢，中央广播电视总台联合中国驻缅甸使馆举行了中国影像周活动。当天您和夫人出席了这个活动，而且还观看了电影《人生大事》。您觉得这部中国电影好看吗？您觉得像电影对于促进两国人民的民心相通发挥着什么样的作用？我高嘛嘞，你谁看啥家里的破别比漏多少？ဒီပြုမိတာတော့ရုပ်ရှင်အတက်ပညာတရုတ်နိုင်ငံတရုတ်ပညာအတက်ပညာနဲ့ပတ်သက်တာမြန်မာတော့တရုတ်ဆောင်တဲ့လူတွေရှိတယ်နောက်တော့ကရက်ကွင်းရက်ကွက်တွေရှိတယ်အသုံးဆောင်ပစ္စည်းတွေရှိတယ်အတန်နေသားတွေရှိတယ်အဲ့ဒီအစားတော်တော်ကောင်းတာတတိပြုမိပါဒါတွေကကျွန်တော်နိုင်ငံမှာလည်းဟလာရုပ်ရှင်နဲ့အားပေးတဲ့ပြည်သက်တွေအများကြီးရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းတချို့ခါနိုင်ဆိုကျွန်တော်တက်ပါတယ်တက်ပေးတယ်အနုပညာတွေပြည်သူကိုပြောင်းလဲပေးနိုင်တဲ့ပညာရတစ်ခုပဲပြည်သူရဲ့ခံစားချက်ကိုပြောင်းလဲပေးနိုင်တဲ့ပညာရတစ်ခုပဲဒါကြောင့်ကျွန်တော်ကလည်းဒါကိုအသိမှတ်ပြုပါတယ်မြန်မာနဲ့ဒီတရုတ်နဲ့ပေါင်းပြီးတော့ရုပ်ရှင်လောကမှာပူးပေါင်းဆောင်ရွက်ဆိုလို့ရှိရင်လည်းပြုရင်ပြောင်းလဲမှုတစ်ခုတဲ့အထောက်အကူရမယ်လို့ကျွန်တော်မြင်တယ်您在当中是否找到了一种跨越国界的情感共鸣呢？မိဘတွေတာသမီနဲ့မိဘနဲ့ခံစားမှုစိတ်ဓာတ်တွေမိဘနဲ့အဖေကနေပြီးတော့တာကိုဘယ်လိုဆုံးမလဲတာကနေပြီးတော့တာနေပြီးတော့သူ့ရဲ့အိမ်မှာလာရောက်လာတဲ့ကလေးမလေးကိုသူဘယ်လိုပြုမှုဆက်ဆံတယ်လဲကလေးမလေးကသူ့အပေါ်မှာဘယ်လိုပြန်ပြီးတွန့်ပြန်မေတ္တာကိုတော့တွားပြီးဖော်ပြတာဖြစ်ပါရက်ကွင်းရက်ကွက်တွေလည်းသူတို့တဘာဝကြတာတွေ့တယ်တရုတ်ဆောင်တော်တွေမဟုတ်ရက်ကွင်းရက်ကွက်တွေလည်းတဘာဝကြအောင်ရိုက်ထားတာကျွန်တော်တခြားဒီမှာလည်းရုပ်ရှင်ပညာနဲ့လှုပ်ထားတယ်ပါကောင်းပါနိုင်မှာတို့တော့လုံးဝမရိပ်မိအောင်ဒီတုတ်ထားတာကျွန်တော်တွေ့တာ近年来通过共建“一带一路”倡议，两国在多领域的合作也在不断的走深走实。您认为这一倡议为缅甸的发展带来了哪些机遇？ PRI ကတော့ကျွန်တော်တို့ကသူလမ်းကြောင်းပေါ်မှာကျွန်တော်မြန်မာနိုင်ငံလည်းဒါစိတ်ပန်းတစ်ခုနဲ့ပါလာတာပါရွေချက်ကူကဖွံ့ဖြိုးတိုးတက်ရေးကိုကဘာအယူစီဝန်တိုးတက်ဖို့တရုတ်နိုင်ငံဆောင်ရွက်တဲ့အစီအမံတစ်ခုပဲအဲ့ဒီထဲမှာမြန်မာနိုင်ငံတဲ့ပါလာထားပြီအဲ့ဒီအနေထိုက်ပြီးတော့ခါတရုတ်မြန်မာစီဝဲပူးပေါင်းဆောင်ရွက်မှုဈေးညံဆိုတာတစ်ခုရှိသေးတယ်အဲ့ဒီအောက်မှာကျသွားတာပေါ့ဒါတွေကမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုတရုတ်မြန်မာပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေတိုးတက်ရေးအတွက်ကိုအများကြီးထောက်ကူရပါတယ်ဒါတွေကလည်းမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအဲ့ဒီတစ်ဆင့်ပေါ့နော်ကဘာနဲ့ချိတ်ဆက်တဲ့တွန်းနေတဲ့လမ်းကြောင်းတွေကျွန်တော်တို့ရမှာဖြစ်ပါတယ်အဲကြောင့်ဒါကတော့ကောင်းတဲ့စီမံကိန်းတစ်ခုဖြစ်ပါကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဒီစီမံကိန်းကိုလည်းဒါပြည့်ဝပူးပေါင်းဆောင်ရွက်ဖို့လည်းကျွန်တော်ဆောင်ရွက်နေတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်总统先生，当前的全球发展面临诸多挑战，单边主义抬头，全球格局动荡。在此背景下，您认为习近平主席提出的4大全球倡议，对于推动世界和平、维护发展繁荣有怎样的重要意义？ဒီဘေကျေပြတဲ့ဒီဘေ၄ခုမှလောက်ထားတာဒီအစီအမံ၄ခုကဒီတမိုင်းရှိကြည့်ပြီးကဘာကြီးနဲ့ပတ်သက်တဲ့အစီအမံ၄ချက်ရှိပါတယ်ဒီဘေ၄ခုမှလောက်တာပေါ့ဒါကောင်းတာဟာကြီးပါပဲအားလုံးလက်ခံနေတဲ့ဟာကြီးပါပဲဘာမှဒီနိုင်ငံရဲ့အကျိုးစီးပွားလဲဟလာဘာမှလည်းထိခိုက်စရာအကြောင်းလည်းမရှိဘူးတိုးတက်မှုပဲကောင်းမွန်တဲ့ရလဒ်တွေပဲရဖို့ဖြစ်ပါတယ်ကျွန်တော်တို့ကဒါကောင်းတဲ့စီမံကိန်းကိုမြည်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းဒါကိုထောက်ခံတဲ့ကြောင့်ကျွန်တော်ပြောခဲ့ပြီးမြန်မာနိုင်ငံလည်းအကောင်းဆုံးပူးပေါင်းဆောင်ရွက်မှုတို့ဖြည့်ခဲ့တာရှိတယ်缅昂莱总统，我们再来谈一下缅甸的发展问题。我们知道缅甸新政府的执政已经全面展开，那么新政府设定了哪些执政目标？对于国家的发展未来又有怎样的愿景？ကျွန်တော်တို့အစိုးရတရားတွေကတော့တိုင်းပြည်တိုးတက်လို့ဖို့တာဝန်ရှိတယ်။ဒါကျွန်တော်တို့တိုင်းပြည်မှာကျွန်တော်တို့တိုင်းသူပြည်သားတွေလူမှုစီးပွားတိုးတက်ဖို့ဒီတိကရွေရတာလူမှုစီးပွားတိုးတက်အောင်ကျွန်တော်တို့ကတိုးတက်မှုတွေနဲ့နည်းနည်းနှိမ့်ကွနေတဲ့နိုင်ငံဖြစ်ပါတယ်။ဒါကိုအရှိန်မြင့်အောင်လုပ်ဖို့တက်ပေါ့ဒါကျွန်တော်တို့ဆုံးဖြတ်ထားတာပြီးရင်နိုင်ငံဆက်ဆံရေးတွေကောင်းအောင်ပေါ့သူအင်တာရေးဆက်ဆံရေးတွေကောင်းအောင်ကျွန်တော်လုပ်ဖို့နိုင်ငံနဲ့ဆက်ဆံရေးကောင်းအောင်လုပ်မယ်တိုင်းပြည်လေးတိုးတက်အောင်လုပ်မယ်
ဒါကတော့ကျွန်တော်တို့ရဲ့အစိုးရရဲ့ရည်မှန်းချက်တာဝန်ပါပဲ 您认为缅甸的和平进程目前处于什么样的阶段？您的政府又计划通过什么样的方式来实现缅甸的长治久安呢？ နိုင်ငံငြိမ်းချမ်းရေးကတော့သဘောထားကွဲလွဲမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ပုံမှာအခြေခံတာပါသဘောထားကွဲလွဲမှုတွေကိုသဘောထားမကွဲလွဲအောင်လုပ်ဖို့ကကျွန်တော်တို့လုပ်ရမှာပေါ့သူဘာသဘောထားကွဲလွဲတာလဲပေါ့နိုင်ငံရေးရဲ့သဘောထားကွဲလွဲတာလားအုပ်ချုပ်ရေးရဲ့သဘောထားကွဲလွဲတာလားဒါမှမဟုတ်ရင်ဒီရင်းချင်းမှုရဲ့သဘောထားကွဲလွဲတာလားဒီလိုမျိုးတိုင်းသားရေးရဲ့သဘောထားကွဲလွဲလာတာဒါတွေကိုကျွန်တော်တို့သဘောထားကွဲလွဲမှုတွေရှိအောင်ကျွန်တော်တို့ကအချောင်းအကောင့်ထဲပေါ်ရမှာဒါတို့တရားဥပဒေနဲ့ညီတွားမှာကျွန်တော်တို့ကငြင်းချမ်းတဲ့ခေတ်ရောက်ဒီမိုကရေစီခေတ်ရောက်တဲ့ဆိုတဲ့ကြောင့်ဒီအလုံးကတော့ညှိနှိုင်းဆွေးနွေးပြီးတော့တွားမှာတိုးတော်လည်းပဲလူအပ်လို့ရှိရင်လည်းလူအပ်တဲ့ပြင်ဆင်မှုတွေကျွန်တော်လုပ်ရမှာပေါ့ဒါမြန်မာနိုင်ငံမှာလည်းဒီလိုမျိုးလုံးတင်လှုပ်ထက်တဲ့ဟာတွေကိုကျွန်တော်လုပ်ဖို့ကျွန်တော်ရည်ရွယ်ထားပါတယ်ဒါဆိုရင်တော့မြန်မာနိုင်ငံငြင်းချမ်းရလဲကျွန်တော်မလွဲမသွေရမယ်လို့ယုံကြည်ပါတယ် 中国和缅甸是和平共处五项原则共同倡导国。 ကျင်းကျစာသူရှင်းထိုင်းမူ900ကတော့ကဘာမှာစံထားတဲ့မူတစ်ခုဖြစ်တယ်။မနေ့ကလည်းကျွန်တော်တမန်ကြီးနဲ့လည်းတမန်ရှိဖြစ်ကျွန်တော်အဲ့ဒါလေးပြောပြပါတယ်။ကဘာမှာစံထားမဲ့ကိစ္စ။ဒါအလုံးလက်ခံတဲ့ဒီဟာ။ဒါကြောင့်ကျွန်တော်တို့နှစ်နိုင်ငံဒီလေဒီငင်းညံသားသူရှင်းထိုင်းမူ900ပုံမှာပဲရှင်တွဲပြီးတော့မှလုပ်ရမယ်ဆိုရင်စောစောပြောတဲ့စီဘပေါ်ပေါ်နိုင်ငံ A2 ပြိုမှာတိုင်ဝမ်အကျိုးခံစားရတဲ့နိုင်ငံဆိုတာထာဝရတည်တဲ့ခါကျွန်တော်တို့တွေအဆင်ပြေလို့မရဘူးကျွန်တော်တို့သားစိတ်မြေးစေဟိုနှစ်ပေါင်းများစွာတိကျွန်တော်ဒါချစ်ခင်ရင်းနှီးမှုယုံကြည်စိတ်ချတဲ့အဲ့ဒါအခြေနိုင်ငံအဖြစ်နိုင်ငံအဖြစ်ကျွန်တော်ရှိနေရမှာဖြစ်တယ်ဒီလိုကျွန်တော်တို့သွားမှာဖြစ်ပါဒါကြောင့်ဒီဟာတော့တို့နိုင်ငံလို့နိုင်ငံလည်းမဟုတ်ပါဘူးကဘာလို့နိုင်ငံတွေအားလုံးကလည်းလက်ခံကျင့်သုံးရမယ်စနစ်တစ်ခုလို့ကျွန်တော်တို့ပြောချင်ပါတယ် 一个中国原则是两国建交的政治基础和前提，缅甸新政府计划如何恪守这一原则？ တရုတ်နိုင်ငံရဲ့မူဝါဒကိုကျွန်တော်တို့ကထောက်ခံတယ်ဆိုတော့ဟိုအရင်ကတည်းကကျွန်တော်ထောက်ခံခဲ့ရတာတရုတ်တနိုင်ငံပဲရှိပါတယ်ဒါကွဲပြားခြားနားတယ်ဆိုတာမရှိဘူးအဲကျတော့တနိုင်ငံနဲ့မူဝါဒပဲရှိတယ်အဲကျွန်တော်တို့ကဒါကိုတော့မြန်မာနိုင်ငံနဲ့ဒါအပြည့်အဝထောက်ခံတယ်တက်ရှိလက်ဒီတိုင်းပဲကျွန်တော်ရက်တည်ပဲနောက်လည်းဒီတိုင်းပဲရက်တည်တော့မှာဖြစ်ပါတယ် 总统先生，感谢您今天接受我们的采访，谢谢您。 ကောင်းပါကျေးဇူးတင်ပါ 在专访当中，米昂莱总统表示，希望同中方加强全方位合作，提升贸易投资水平。我们也期待中缅命运共同体的建设为两国人民带来更多福祉，为地区和平与发展做出更多贡献。感谢您收看本期的高端访谈，我是邹韵，我们下期再会。